အားလုံးပဲမင်္ဂလာပါရှင်။အခုကျမကတော့ Win Travel မြန်မာကတိုးလီတာမသိငုံဖြစ်ပါတယ်ရှင်။အခုကျမတို့အဖွဲ့ရောက်နေတဲ့နေရာကတော့ Sikiku Asian Town မှာ Sikiku မြို့ဟောင်းဖြစ်ပါတယ်။ဒီနေရာကတော့မြို့ဟောင်းရဲ့အဝင်ပေါက်ပေါ့နော် gate ဝါလေးဖြစ်ပါတယ်ရှင်။ဒီမြို့ဟောင်းလေးဆိုလို့ရှိရင်သူကနှစ်ပေါင်း1000ကျော်ရှိတဲ့သက်တမ်းရှိတဲ့မြို့ဟောင်းလေးပေါ့ရှင်။ဒါပေမဲ့လို့ဒီမြို့ဟာဆိုလို့ရှိရင်လည်းခြုံကြီးကခဏပေါ့နော်ဒီစစ်တညာဘုံကျဲတဲ့ကကြီးခံရအတွက်ကြောင့်မလို့ပေါ့နော်။အိမ်မြို့ဟောင်းတော်တော်များပျက်စီးသွားတာပေါ့နော်။ဒီခေတ်မှာကျမတို့မြို့ဟောင်းပုံစံလေးတိုင်းပြန်ပြီးတော့ပြုပြင်တည်ဆောက်ထားတဲ့နေရာလေးဖြစ်ပါတယ်။ဒီနေရာလေးကတော့ရှေးဟောင်းမြို့ပေါ့နော်ဒီ Sikiku မြို့ပုံစံမျိုးလေးပြန်ဆောက်ထားတဲ့နေရာလေးပါရှေးဟောင်းအိမ်လေးနဲ့ပဲဆိုင်ကန်းလေးဖွင့်ထားဖြစ်ပါတယ်။ကိုကျမတို့ဒီမှာဒီလမ်းပေါ်မှာဆိုလို့ရှိရင်ပေါ့နော်သူတို့ဒေသအစားအသောက်ကလေးတွေလာ local food တွေအများကြီးတွေ့မှာဖြစ်ပါတယ်။ဒါကတော့သူတို့စီမှာရမ်းနာမည်ကြီးတဲ့မုတ်ကျိုးလိန်လိုဟာပေါ့နော်မုတ်ကျိုးလိန်လေးပေါ့။ဂျုံလိန်မျိုးကြော်ဟာဖြစ်ပါတယ်။ဒီဒေသရဲ့သူက local delicacy ဖြစ်ပါတယ်။ဒေသစားသောက်ဆိုင်ဖြစ်ပါတယ်။သူကမုတ်ကျိုးလိန်ကိုမှသူကအရသာအမျိုးမျိုးနဲ့လုပ်ထားတာဖြစ်ပါတယ်။ဒါအမှ sample လေးတွေပေးစားပါတော့ပေးမိတာပေါ့နော် sample လေးတွေဒီမှာဆိုရင်တော့မြုပ်သီးကြော်ပေါ့နော်ကျမတို့ဗမာပြည်မှာတော့မှပဲဟိုစားတဲ့မြုပ်သီးကြော်လိုဟာမျိုးတွေပေါ့ဒါမြုပ်သီးနဲ့မြေဘဲနဲ့ကြော်ထားတာလားမသိဘူးမြေဘဲလိုကရှုနဲ့တို့မြုပ်သီးနဲ့ကြော်ထားတာပေါ့နော်မြုပ်သီးနှမ်းကက်ကြော်ကျမတို့ဗမာပြည်မှာလည်းစားတဲ့ဟာမျိုးပေါ့ထဲမှာလည်းအဲ့လိုမာလာနှစ်ထုတ်လိုဟာတွေဟော့ပေါ့အနှစ်ထုတ်တွေလည်းရောင်းတာပေါ့နော်ဒီမှာဟော့ပေါ့နှစ်ထုတ်ဆိုလို့ရှိရင်တော့အမှကျမတို့ပြောပြအဲလမ်းညွှန်ပြတာကတော့အဲ့ချိုးဟော့ပေါ့နှစ်ထုတ်စီဆိုရင်တော့အပေါ်မှာနံပါတ်လေးပါတယ်မှာ 4.5% ဆိုရင် sorry 45% ပေါ့ 45% ဆိုရင်သူကတိတ်မဆက်ဟိုအနေတော့ပေါ့ medium ပေါ့နော် 55% ဆိုရင်55%ဆိုလို့ရှိရင်တော်တော်ဆက်တဲ့မှာပါတာပေါ့နော်အဲ့တော့ဝတ်သားကိုပေါ့ဝတ်သားတွေကိုသူကကျမတို့ဒုတ်ထိုးလိုလုပ်ထားတာဖြစ်ပါတယ်ဒီနေ့ကမနက်ပိုင်းကကံကောင်းစွာနဲ့လီစီပါမှာမိုးမရွာပဲမဲ့ဒီဘက်ရောက်တော့မိုးဖွဲဖွဲလေးရွာပါတယ်ရမ်းတော့မသေးဘူးเนาะမိုးလေးကနည်းနည်းဖွဲဖွဲလေးပါပဲဒါကတော့မုတ်ချိုးလိမ်ဟာတွေပါပဲ local food တွေပေါ့เนาะဒါလည်းသူတို့ဒေသအစားအသောက်ကလေးပါပဲစံပောက်လေးတွေကျွေးရဒီမှာလဲဒီနေရာကတော့ flower tea လို့ခေါ်တာပေါ့နော်တရုတ်မှာဒါတွေကအရင်ခစ်စားတာပေါ့ flower tea ပေါ့နော်သူကဒီပန်းချောက်တွေနဲ့လက်ဖက်ချောက်ကိုတော့ရောထားတာပေါ့ဒီမှာလည်းသူက sample driver ပေးတယ် sample ပေးပြီးတော့ကိုကမြီးဆိုင်မှာဝင်ရတာပေါ့နော်အနည်းစီဘန်းတို့စပယ်ဘန်းတို့ဟလာပန်းပေါင်းစုံပေါ့အဲ့မျိုးလေးနဲ့သူက flower tea လေးလုပ်ထားတာဖြစ်ပါတယ်ဒါ0နဲ့ကြီးတယ်ဆိုတော့ grand နဲ့ဝယ်ရတာပေါ့နော် flower tea อ่ะကြတော့ကနမပန်းတို့အဲ့ဒါနဲ့သူက tea လုပ်ထားဖြစ်ပါတယ်မုံလာဥရအမခံမယ်ဒါကြတော့သူကကျမတို့စီက pickle လို့ဟာပေါ့နော်ရှမ်းကျင်လို့အချင်းနေအနက်ကတော့အဲ့လိုအချင်းဖောက်နိုင်ရတာပေါ့flower tea ဆိုင်လေးပါဒါကတော့အသားကြောက်တွေပေါ့နော်ပပောင်ကြောက်လို့အသားကြောက်လို့ရောင်းနေဆိုင်ဒီမှာ souvenir shop တွေအများကြီးပါပဲမတရားပစ္စည်းရောင်းဆိုင်လေးတွေရှိပါတယ်ဦးကျမတို့ဧည့်သည်တွေကိုတနိုင်ကြော်အချိန်ပေးထားပါတယ်ဈေးဝယ်ဖို့ပေါ့နော်ဒီမှာဈေးဝယ်ဖို့တွေမဟုတ်ဘူးနော်ကျမတို့ဘာဖြစ်ဒီနေရာလိုက်ဒီနေရာရောက်လို့ရှိရင်ဒီနေရာ atmosphere လေးကိုလည်းခံစားလို့ရအောင်လက်ဖိတ်ဆိုင်ပေါ့တို့လက်ဖိတ်ကျမတို့ပြောရင်လည်းလွယ်ကူလက်ဖိတ်ဆိုင်ပေါ့ tea shop လေးမှာထိုင်ပြီး tea တောက်တာတို့ဘာလို့လဲလုပ်လို့ရပါတယ်